Ako, အေးပြောလေ ကျွန်တော်စိတ်တဲ့တွေ ဘာဖြစ် တူ လို့ ကြနေလို့ပြောတာကိုကျွန်တော်ဘာလို့ရမလဲမသိဘူးကွာကျွန်တော်တစ်ချက်တော့လမ်းညွှန်ပေးပါအောင်ဗျာကျွန်တော်ဘာလို့ရမလဲမသိလို့ အော်မင်းကလေစိတ်တက်ကြတော့စိတ်တက်ကြတော့မင်းစောက်တွေပါလေဖတ်ဖို့ကွာစောက်တွေပါလေဖတ်လို့ရှိရင်မင်းစိတ်တက်တွေပါလေပြန်တက်သွားတာဗော စာအုပ်ဖက်ဆိုလေကျွန်တော်ကတခါမှစာအုပ်ဖက်ဖို့တော့မဟုတ်ဘူးကျွန်တော်ဘာစာအုပ်တွေဖက်ရမလဲလို့ဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြောပေးအောင်ဘာစာအုပ်တွေဖက်ရအောင် စောက်ကတော့ကွာဒီအဓိကအကိုဖတ်တာကြတော့အကိုဒီစိတ်ပိုင်းဆိုင်ရာနဲ့ဆိုလို့ရှိရင်အကိုကြိုက်တာကြတော့လေ3အောက်လောက်ပဲရှိတယ်ကွာအဲ့စောက်3အောက်ကိုအကိုမင်းအောင်ညှမ်းပေးမယ်ဒီမှာဒီစောက်ကကြတော့မင်းဒီဆရာမြတ်တန်တဲ့ရဲ့ဒီဓာတ်တော်ကိုကြိုပြီးတော့မင်းပင်လို့ဖြတ်မယ်ဆိုတဲ့စောက်ပေါ့နော်ဒီစောက်ကကြတော့ဒီတော်တော်လေးကောင်းတယ်ကွာဒီလူတယောက်ရဲ့ပေါ့နော်ဒီကိုယ့်ရဲ့ဒီအခက်အခဲဆုံးဒီအဆိုးဆုံးအခြေအနေရောက်နေတော့မှပေါ့နော်ဘယ်လိုမျိုးဒီရုန်းကန်ပြီးတော့ပေါ့နော်ဒီရှင်တောင်စူးစမ်းရလဲဆိုတဲ့စောက်မျိုးဖြစ်တယ်ပေါ့နော်ဒီစောက်မင်းဖတ်တယ်မယ်ကွာနောက်တော့ကကြတော့မင်းဒီမှာနောက်တော့ကကြတော့ဒီစောက်ကွာဒီစောက်ကကြတော့ဒီပုံနာပခွန်လို့ခေါ်တယ်ပေါ့နော်ဒီစောက်ကကြတော့ဒီဆရာကြီးမင်းတင်ခါရဲ့စောက်ဖြစ်တယ်ဒီစောက်ကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဒီလူပြောက်ကဒီကိုယ့်ရဲ့ဒီလောကဒဏ်အခက်အခဲတွေကြားမှာပေါ့နော်လောကဒဏ်အတဲအကြတွေကြားမှာကွာဘယ်လိုမျိုးပေါ့နော်အောင်မြင်ကြီးပွားအောင်လုပ်သွားလဲဆိုတဲ့စောက်မျိုးဖြစ်တယ်ပေါ့နော်ဒီနောက်တော့ကကြတော့မင်းဒီမှာဒီစောက်ကကြတော့မင်းဒီဆရာမိုးရှင်းရဲ့ပေါ့နော်ဒီသူစိတ်သက်ကြတိုင်းဖတ်ဖို့ဆိုတဲ့စောက်ဖြစ်တယ်ဒီစောက်ကကြတော့အခုမင်းစိတ်သက်ကြနေတယ်ဆိုလို့ရှိရင်တို့လေးကိုဖတ်ရမယ့်စောက်ဖြစ်တယ်သူကကြတော့ဒီ motivation နဲ့ inspiration စောက်မျိုးဖြစ်တယ်ပေါ့နော်သူကဒီတို့လေးကိုဖတ်ကောင်းတဲ့စောက်ဖြစ်တယ်ပေါ့နော်မင်းဒီစောက်တွေကိုဖတ်ကြည့်ဖို့ကိုမင်းကိုအကြံပေးတယ် ဟုတ်ပြီကိုရကျွန်တော်ဖက်လိုက်မယ်ဒါဆိုရင် โอเคဖတ်ပြီးရင်ငါ့ကိုပြန်ပြောပြအောင်ငါဖတ်ပြီးဆိုမှငါမင်းဖတ်လားမဖတ်လားဆိုတာသိချင်အောင် ဟုတ်ပြီကိုရဒါဆိုရင်ကျွန်တော်ဒီစာအုပ်တွေဖက်လိုက်မယ်ကျွန်တော်